မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေလူပုံရေးဆွဲခြင်းလေ့ကျင့်ခန်းများကိုဆက်လက်တင်ပြလိုက်ပါတယ်ပထမဦးစွာဟန်ပုံသဏ္ဍာန်လေးတစ်ခုကိုပုံချမ်းကောက်လိုက်ပါတယ်ရိုးရှင်းဆုံးပုံချမ်းလေးရပါပြီဒါဆိုပုံကြောကိုဆက်လက်ရေးဆွဲပါမယ်မလိုတော့တဲ့ပုံပန်းမြင်းတွေကိုဖြတ်လိုက်ပါပြီပုံလေးကိုအနည်းငယ်တလိုက်ပါသေးတယ်ခုတော့ဒီလောက်ပါပဲအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ